တရားချစ်ခင်ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့အားလုံးမင်္ဂလာပါကိုယ်စိတ်နှပြဘေးရန်ကွာ၍ကျမ်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေနှစ်ဟောင်းကုံမြောက်နှစ်သေးရောက်ထွန်းတောက်မင်္ဂလာရှိပါစေနှစ်သက်မင်္ဂလာဒီချိန်ခါစိတ်မာညစ်မဲကင်းပါစေနှစ်သက်မင်္ဂလာဒီချိန်ခါကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သရင်းတရားချစ်ခင်ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့အတွက်ခုတ်တကနိကေဓမ္မပဒအဋ္ဌကထာပထမအုပ်သဟတဝတ်မှာလာရှိသည်ဂါထာတော်များကိုတန်စာဆင်၍တရက်တလ2026နှစ်သက်မင်္ဂလာအချိန်ခါ၌နေဝုကာလမြတ်ဓမ္မလို့အမည်ပေးထားတဲ့တရားတော်ကိုမမျှဝေမဟောကြားမနာကြသေးမီမှာတရားပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထိုထားသဗ္ဗညုတသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်အားရှိခိုးပူဇော်ကြောကြရအောင်စီနံမာကေဇာသောပေတံတိလောကကေဇာကေတရံဗျမမောလီနတပန္တံဝန္တိပဂာနမလယံစီနံမာကေဇာသောပေတံတိလောကကေဇာကေတရံဗျမမောလီနတပန္တံဝန္တိပဂာနမလယံဇိနမကေဇသောပေတံတိလောကကေဇကေတရံဗျမမောလီနတပန္တံဝန္တိပဂာနမလယံမာကေဇသောပေတံလာဇံဤကြတယေကြာပန်းဤကြတယေတို့ကဲ့သို့သာထထောင်နေဂတိကတာမရေသာအောင်လွန်စွာတင့်တယ်တပ်ပေမြင့်မြတ်တော်မူပါပေထသောတိလောကကေဇကေတရံလောကသုံးပုံကြာသုံးငုံတို့ဤပန်းဝမုံတပွဲလဲဖြစ်တော်မူပါပေထသောဗျမမောလီနတပါဒံဗျမမင်းအပေါင်းတို့ဤဥကောင်းဝဆင်းညိုခင်းကြရာစัจ जा ရေးမှထူမြတ်ထွေထွေခြေတော်အဆုံးကြပါရုံလဲရှိတော်မူပါပေထသောပဂာနမလယံဘုံတော်6ပွင့်အစဉ်စဉ်ကိုမြင့်မြတ်ထူထွေဖြူဖြူဝေလျက်ဖူးစေခြင်းရာမင်္ဂလာကိုဂုံတကိုဂုံနှင့်ပြည့်စုံတော်မူပါပေထသောဇိနာပြိုင်ပွဲဆိုင်ပွဲနိုင်မြဲအကျော်ရှင်တော်ထိုထားမြတ်ဖရာကိုအဟောအမြင့်အမြတ်သုံးပါးနတ်ကိုရှိကပူဇော်ဖရာတပိတော်သည်မယောတရားတော်ကိုယုသိစွာနာယူမှတန်ကြမိတရားနာပရိသတ်အပေါင်းတို့နှင့်တို့တရားဟောတရားနာဖြစ်ကြပါကုန်သောဘုရားတပည့်တော်တို့သည်ဝန္တေဝန္တာမှာယုသိမြတ်နိုးလက်အုံမိုး၍ရှင်ခိုးကြော့ပါ၏မြတ်စွာဘုရားသာဓုသာဓုသာဓုတရက်တလ2026နှစ်သက်မင်္ဂလာအချိန်ခါ၌နေဥကာလမြတ်ဓမ္မလို့အမည်ပေးထားတဲ့တရားတော်ကိုတရားကြည်ခင်ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့အတွက်မျှဝေဟောကြားကြီးမြင့်ပါမယ်
2025 ခုနှစ်ကုန်သွားလို့2026 ခုနှစ်ဆိုတဲ့နှစ်သစ်မင်္ဂလာနှစ်သစ်အချိန်ကနှစ်ဦးကာလရောက်လာတဲ့အချိန်လေးမှာများစွာသောရှင်လူယဟန်တွေကောင်းမှုကုသိုလ်တွေပြုလုပ်ဆောင်ရွက်ကြတာကိုအထူးသဖြင့်တွေ့ရမြင်ရတယ်ရပောင်းများစွာအိတ်လိုက်စားလိုက်ပျော်ပန်းလိုက်မော်ကြွားလိုက်စော်ကားလိုက်နဲ့နေထိုင်ရတာထက်တရက်လောက်တနာရီလောက်အတိပ္ပယ်ရှိစွာနေထိုင်ရခြင်းကအကျိုးရှိတယ်မော်မြတ်တယ်ဘုရားဆရှိသောအရိယာသူတော်ကောင်းပုဂ္ဂိုလ်ကြီးများကချီးမွမ်းတယ်လို့ဒီလိုမျိုးမှတ်သားပြီးတော့မိမိတို့ရဲ့ဘဝနေထိုင်ခဲ့ရတဲ့အချိန်ကာလကိုပြန်ပြီးတော့ကြည့်လိုက်တဲ့အခါမှာပြီးခဲ့တဲ့နှစ်တွေကိုထားလိုက်ပြီးတော့2025 ခုနှစ်အတွင်းမှာတနေ့နဲ့တရွေနဲ့လာလိုက်တာ2026 ခုနှစ်ကိုတော့ရောက်လာခဲ့ဒီတော့ဦးဇင်းတို့ရဲ့တရားချစ်ခင်ဓမ္မမိတ်ဆွေပေါင်းတော်ကောင်းတို့အနေနဲ့မိမိတို့နေထိုင်စဉ်ကာလအတွင်းမှာသီလသမာဓိပညာသိက္ခာသုံးပါးကိုတန်ဖိုးမထားဘဲနဲ့ပေါ်ဒီပေါ်ဆနဲ့မောကြွားနဲ့စောကားနဲ့ပျော်ပါးနဲ့နေလိုက်ခဲ့တာရှိမှာပဲအနိတ္တရဘာတစ်ခုမှမရှိတဲ့လောဘဒေါသမောဟနဲ့နေထိုင်မှုပျော်ပါးမှုတွေကိုလျှော့ရှားဖို့အတွက်ဒီတရားဓမ္မကိုဟောကြားချီးမြှင့်ပေးရခြင်းဖြစ်ပါတယ်2025 ခုနှစ်ကုန်လို့2026 ခုနှစ်နှစ်ဆန်းတရက်နှစ်ဦးရက်ကနေစပြီးတော့မိမိတို့ရဲ့ဘဝကိုဓမ္မဖြင့်အလှဆင်နိုင်ဖို့အရေးကြီးတယ်ဆိုတာလေးကိုသတိပေးတိုက်တွန်းခြင်းလည်းဖြစ်ပါတယ်တန်ဖိုးရှိတဲ့ဘဝတန်ဖိုးရှိတဲ့လူသားတန်ဖိုးရှိတဲ့ယဟန်ဖြစ်ဖို့ဆိုရင်မြင့်မြတ်သောတရားဓမ္မတွေကိုကျင့်သုံးပြီးတော့မြင့်မြတ်သောလူရှင်ယဟန်ဖြစ်အောင်ကြိုးစားအထောက်ရမှာဖြစ်တယ်ဒီတော့ဦးဇင်းတို့ခုတ်တကနိကေဓမ္မပဒအဋ္ဌာကထာသဟတဝတ်မှာလာတဲ့ဂါထာတော်များကိုရောပပူဇော်ပြီးတော့တရားအသိဓမ္မအသိတတိတွေရှင်သန်ဖို့ရန်အတွက်ဟောကြားမျှဝေပေးပါမယ်ယောဇဝတ္တတတံဇီဝေဒုတ်တိလောအတ္တမဟိတောဧကဟံဇီဝိတံတေယောသီလဝန္တတဇာယိနောယောဇဝတ္တတတံဇီဝေဒုတ်တိလောအတ္တမဟိတောဧကဟံဇီဝိတံတေယောသီလဝန္တတဇာယိနောယောဇကိုနှုတ်မူရာလွန်စွာဟောယံအကျင့်ယဟန်တိကယောဇကိုနှုတ်မူရာလွန်စွာဟောယံအကျင့်လူပုဂ္ဂိုလ်တို့သည်ကဒုတ်တိလောအချို့အဝတ်ပြတ်သောသီလရှိသည်ဝါယဟန်ဆိုလည်းယင်အန္တိမဝတ္ထုလွန်ကျူးမိုးကြောင့်ဘိက္ခုဘာဝသီလမရှိသည်အတ္တမဟိတော
ဥပါစာရအပ္ပနာဟုနှစ်ခုသောသမာဓိမှကင်းသည်